ခုနောက်ပိုင်းတော့ဘယ်ကလေးစကားကိုမှဘယ်ကလေးစကားကိုမှမယူထားဖြစ်တော့ဘူးကလေးပေးတဲ့သူတွေကမတည်နိုင်တဲ့ခါလက်ခံထားမိတဲ့ကိုယ်တွေကပဲမျောလင်းချက်ခွန်တွေကိုပြန်သိမ်းရတယ်မျောလင်းချက်ခွန်တွေကိုပြန်သိမ်းရတယ်အပြောင်းလဲမြန်တဲ့လောကကြီးမှာနာရရတွေထထမတိုးအောင်တပါသူရဲ့နှုတ်ပြလေးတွေမှာမပြောဝင်မိစေဖို့လက်ခံထားမိတဲ့ကိုယ်တွေကပဲမျောလင်းချက်ခွန်တွေကိုပြန်သိမ်းရတယ်မျောလင်းချက်ခွန်တွေကိုပြန်သိမ်းရတယ်ဘဝကပဲအထက်ထခါကသင်ယူတမြောက်စေခဲ့ပါတော့